ကျမရဲ့ Sam Knowledge Sharing YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ငလျင်နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာတွေပဲဖြစ်ပါတယ်။ကျမတို့မြန်မာနိုင်ငံမှာဖြစ်သွားခဲ့တဲ့ငလျင်တန်ကြောင့်ကျမတို့နိုင်ငံရဲ့ရှေးဟောင်းစီတီပထိုးတွေဘာသာရေးအဆောက်အအုံတွေစီးရုံစည်းကမ်းတွေနဲ့အတူအသေးအိုးရင်စီးစိမ်များစွာပျက်စီးဆုံးရှုံးခဲ့ရတာတွေဟာရင်းနှီးမဆန့်အောင်နာကျင်ခံစားရပါတယ်။ဒီအကြောင်းတွေကိုပြန်မပြောချင်ပေမဲ့လည်းဒီငလျင်ရဲ့နောက်ဆက်တွဲဖြစ်လာတတ်တဲ့ကျန်းမာရေးပြဿနာတွေကိုပြန်လည်မျှဝေပေးခြင်းနဲ့စေတနာနဲ့တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။ကျမတို့မြန်မာနိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ကျန်းမာရေးဝန်ထမ်းတွေမလုံလောက်တဲ့အပြင်ကျန်းမာရေးဆောင်ရှောက်မှုတွေကလည်းအားနည်းလာတာအလုံးအသိပဲဖြစ်ပါတယ်။ဒီလိုအခြေအနေကနေမှအခုလိုကပ်ပြီးနဲ့ကြုံရတဲ့အခါကျမတို့ပြည်သူပြည်သားတွေဟာကုရမဲ့အားကိုးရမဲ့အခက်အခဲတွေနဲ့ပို့ပြီးကြုံတွေ့ခံစားကြရပြန်ပါတယ်။ဒါကြောင့်ဒီလိုအခြေအနေဆိုးကြီးမှာကျမကိုယ်တိုင်ကျန်းမာရေးနေပေကဖြစ်လို့တတိထားလို့ရနိုင်မဲ့ကျန်းမာရေးပြဿနာတွေကိုပြန်လည်မျှဝေလိုက်ရခြင်းဖြစ်ပါတယ်။ဒီလိုဆိုရင်စလိုက်ကြရအောင်ပါ။ဒီလိုပျက်စီးဆုံးရှုံးမှုတွေကြောင့်အိုးမဲအိမ်မဲဘဝတွေဖြစ်လာရတဲ့အပြင်တောက်သုံးရည်မလုံလောက်မှုတွေတောက်သုံးရည်မတန်ရှင်းမှုတွေကလည်းကြုံကြရပြန်နေငလျင်နောက်ဆက်တွဲမိုးတဲထန်စွာရွာသွန်းမှုတွေကြောင့်လည်းရေမတန်ရှင်းမှုတွေထပ်မံကြုံကြရတဲ့အခါရေမတန်ရှင်းခြင်းကြောင့်ကူးစက်တတ်တဲ့ဝမ်းပြေဝမ်းလျှောယောဂါကာလာဝမ်းယောဂါအသေးရောင်တွေဝအေးအစရှိတဲ့မတန်ရှင်းတဲ့ရေကနေတဆင့်ကူးစက်တတ်တဲ့ကပ်ယောဂါတွေနဲ့ကြုံကြရတတ်ပါတယ်။မိုးတဲထန်စွာရွာသွန်းတဲ့အခါအလောင်းတွေကနေထွက်လာတဲ့အရည်တွေကြောင့်ညင်ငင်းရည်တွေကိုတောက်သုံးမိတဲ့အခါဆိုလို့ရှင်လဲဝမ်းပြေဝမ်းလျှောယောဂါတွေပိုဆိုးနိုင်ပါတယ်။ဒီရည်တွေနဲ့ထိတွေ့တဲ့အခါမှာဆိုလို့ရှင်လဲပဲရည်ပြားယောဂါတွေလည်းဖြစ်လာတတ်ပါတယ်။နောက်ထပ်ကျန်းမာရေးပြဿနာတစ်ခုကတော့မိုးတဲထန်စွာရွာသွန်းခြင်းကြောင့်ရေတွေဝတ်လာမယ်အဲ့ဒီကနေမှတဆင့်ချင်းချောင်းဖြစ်တဲ့ယောဂါတွေပို့ပြီးတော့ဖြစ်လာမယ်ငှက်ဖျားယောဂါတို့သနုတကွေးယောဂါတို့ပို့ဆိုးလာနိုင်တယ်နောက်တစ်ခုကတော့ခြံောင်တွေမရှိတဲ့အခါမှာဒီလိုမျိုးချင်းချောင်းဖြစ်တဲ့ယောဂါတွေလည်းပို့ပြီးတော့ဆိုးလာနိုင်ပါတယ်နောက်ထပ်ကြုံတွေ့နိုင်တဲ့ကျန်းမာရေးပြဿနာတွေကတော့လေမတဆင့်ကူးစက်တဲ့ယောဂါတွေပို့ပြီးတော့ဖြစ်လာနိုင်ခြင်းများပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်လူတွေကလူနေတိတ်တဲတယ်ကိုပိုင်အိုးအိမ်နဲ့မနေရဘူးဖြစ်တဲ့အခါမှာလူဝင်တွေထွက်မကောင်းဘူးရာသီဥတုတန်လည်းခံစားကြရတဲ့အခါမှာမကြာခဏဖျားမယ်ဒါမျိုးတွေကမှတက်စင်နှာစီးချောင်းဆိုးတွေဖြစ်တဲ့အခါမှာလေမတက်စင်ကူးစက်တဲ့ TV တို့အဆုတ်ရောင်ယောဂါတို့တွေကလည်းပို့ပြီးတော့ဆိုးရွားစွာဖြစ်လာနိုင်ပါတယ်ဒါအပြင်ထိခိုက်ဒဏ်ရာတွေကိုအချိန်မီမကူးသားနိုင်တဲ့အတွက်ကြောင့်မလို့ဘက်တီးရီးယားပိုးဝင်ခြင်းတွေမိခိုင်ပိုးဝင်ခြင်းတွေလည်းပိုဆိုးလာနိုင်ပါတယ်ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ဆိုလို့ရှင်လည်းပဲကိုယ်ဝန်ဆောင်ဆောက်ရှောက်မှုတွေကိုပုံမှန်မပြုလုပ်နိုင်တော့တဲ့အခါအချိန်မတိုင်ခင်ကလေးမွေးခြင်းပေါင်မပြည့်လားမစိမွေးခြင်းတွေလည်းပို့ပြီးတော့များလာနိုင်ပါတယ်။သားချက်ချခြင်းလုပ်ငန်းတွေကလည်းမအောင်မြင်မှုတွေရှိလာနိုင်ပါတယ်။ကလေးငယ်တွေအတွက်ဆိုလို့ရှင်လည်းပဲကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွေကပုံမှန်မရရှိတော့တဲ့အခါကာကွယ်လို့ရတဲ့ယောဂါတွေမကာကွယ်နိုင်တော့ဘဲနဲ့ဝက်တက်လိုမျိုးမိခိုင်ကြညာချောင်းစုအဆုတ်ရောင်အုံနောက်မေးရောင် TB ယောဂါလိုမျိုးစရှိတဲ့ယောဂါတွေကိုပို့ပြီးတော့ဆိုးလာနိုင်ခြင်းများပါတယ်။ဒီလိုယောဂါတွေအပြင်နာတာရှည်ယောဂါတွေဖြစ်တဲ့နှလုံးသွေးတိုးစီးကျိုကြောက်ကဲကင်ဆာအစရှိတဲ့ယောဂါတွေရာဆိုလို့ရှိရင်စီးဝါးတွေပုံမှန်ပြရတယ်စီးဝါးတွေပုံမှန်တောက်ရတယ်ဒီလိုကျန်းမာရေးဆောင်ရှောက်မှုတွေမရရှိတော့တဲ့အခါယောဂါတွေပိုဆိုးလာနိုင်ပါတယ်ဒါအပြင်အဆိုးဆုံးကတော့တဘာဝပေးကရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေပါပဲကျမတို့နိုင်ငံသူနိုင်ငံသားတွေရာဆိုလို့ရှိရင်တဘာဝကက်ပြီးမျိုးကနေစိတ်ဒဏ်ရာတွေအများအပြားရရှိခံစားရပြီးတော့မှဒီတိတ်စိတ်ဒဏ်ရာတွေအနာမကျက်ခင်ပဲထက်ပြီးတော့စိတ်ဒဏ်ရာတွေခံစားနေကြရပါတယ်ဒါကြောင့်တဘာဝပေးကြောင့်ဖြစ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုကျမအနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်။ဒီလိုဆိုရင်ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုကျမတို့ပြည်သူတွေကသိရှိပြီးစောင့်တင်တာစောင့်မယ်ရှောင်တင်တာရှောင်မယ်ဆိုလို့ရှိရင်ဖြစ်နိုင်ခြင်းနည်းသွားမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျမတို့ပြည်သူတွေပြုလုပ်ရမှာလားဆိုတော့မဟုတ်ပါဘူး။ကျမတို့နိုင်ငံရဲ့ကျန်းမာရေးအဖွဲ့အစည်းတွေလူမှုကူညီမှုအဖွဲ့အစည်းတွေနဲ့အတူကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေပါပူးပေါင်းမှအဆင်ပြေမှာဖြစ်ပါတယ်။ဒီမှာကျမမျှဝေပေးတဲ့တဘာဘေးရဲ့နောက်ဆက်တွဲကျမရေးပြဿနာတွေကိုကျမတို့နိုင်ငံသူနိုင်ငံသားတွေသိရှိပြီးစောင့်တင်တာဆောင်ရှောင်တင်တာရှောင်ရင်အဆင်ပြေသွားမယ်ဆိုရင်ကျမဝမ်းသာပီတိဖြစ်ရပါတယ်။ဒါအပြင်ကျမတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအခုလိုတဘာဝဘေးအန္တရာယ်ကံအမျိုးမျိုးမှလွတ်မြောက်ပြီးအေးချမ်းတဲ့ဘဝလေးတွေကိုကိုယ်စီရကြပါစေလို့လည်းနှလုံးသားရဲ့အနဲ့ဆိုင်ဆုံးကနေစိတ်စင်နာပြုဆုတောင်းပေးလိုက်ပါတယ်။တဘာဝဘေးကြောင့်အသက်ပြီးသွားကြတဲ့ကျမတို့နိုင်ငံသူနိုင်ငံသားတွေလည်းရောက်ရဘဝဘုံဌာနကနေပြီးတော့ကျမတို့ကျန်ရှိသူတွေပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုသာဓုခွန်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။နောက်ဘဝတွေမှာလည်းအခုလိုအဖြစ်ဆိုးမျိုးတွေနဲ့ကင်းဝေးကြပါစေလို့ဆုတောင်းရင်းကျမရဲ့မျှဝေမှုလေးကိုဆုံးသက်ပါရစေရှင်။ကျမတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးအေးချမ်းတဲ့ဘဝတွေကိုပိုင်ဆိုင်ကြရပါစေရှင်။